အပေါ်ဝါသားကိုလှူပြီးမှအောက်ကဖေကိုလှူရတယ်အပေါ်ဝါသားကိုအရင်တွင်ယာရုဌာနတိုးပွားတဲ့ယောဂဗျာကင်းဝေးတယ်မင်းဆိုးရာဇာတွေနဲ့ဆက်ဆက်စကားပြောရင်အောင်မြင်တယ်အောက်ကဖေကိုနောက်မှလူရင်လူချစ်လူခင်ပေါ်တယ်မျက်နှာပွင့်လန်းနဲ့ဘာလို့လို့ပါခိုင်းတဲ့အကျယ်စီအောင်မြင်တယ်အားလုံးပဲမင်္ဂလာပါခင်ဗျာအဖေတဲ့တာတလာကြီးဆိုတဲ့ဇကားကဘလို့ပေါ်လာတာပါလဲဒီတစ်ခေါက်မှာတော့ကျွန်တော်ရဲ့ဒေဦးဘာမိကနေပြီးတော့ပကံမျိုးအောင်မှာရှိတဲ့ရွှေစည်းကုံဖျားကိုရောက်ရှိနေတာဖြစ်ပါတယ်ရွှေစည်းကုံဖျားရဲ့စနေထောက်မှာရှိတဲ့အဖတော်ရွှေညိုတင်းတားတော်ရွှေစကားတို့ရဲ့နန်းနန်းမှာရှိတဲ့ဒေသခံတို့ကိုမင်းမြန်ရိုက်ကူးတင်ဆက်ပေးသွားမှာလည်းဖြစ်ပါတယ်ခင်ဗျာပကံကျော်တွင်နေတဲ့မှာအနော်ရထာမင်းကြီးသည်တထုံကိုတိုက်ခိုက်အောင်မြင်ခဲ့ရာတထုံမင်းမိဖျားနေတကွပိဋကတ်တော်များပညာရှင်များနတ်ယုံများကိုပကံတို့ယူဆောင်လာခဲ့ပါတယ်။နတ်ယုံများအတွင်ရွှေညိုတင်းသားတော်ရွှေစကားနတ်သားဖရုပ်ကိုလည်းပကံတို့ယူဆောင်ရမှာတော့ရွှေစကားကိုပဲဥစွာယူခဲ့ရပြီးပကံရွှေစည်းကုံဖျားအတွင်မှာထားခဲ့ပါတယ်။အဖေဖြစ်သူရွှေညိုတင်းကိုတော့တလအကြာမှာယူဆောင်နိုင်ခဲ့ပြီးနိုင်သောနေရာမှာတင်ထားခဲ့ပါတယ်။အနော်ရထာမင်းကြီးသည်နတ်ယုံနှစ်ခုကိုကြည့်ရှုတော်မူခဲ့ပြီးသားတော်ရွှေစကားကိုတလဆော့ရောက်တဲ့အတွက်ရည်ရွယ်လေးရဲ့အဖေထက်သားတလကြီးလို့ပြီးခဲ့တယ်လို့ဖတ်ရှုလေ့လာရပါတယ်။အဖေထက်သားတလကြီးဆိုတဲ့စကားကိုဒီဘက်ခေတ်မှာတော့မိဘဆရာတွေကိုကြော်လွန်ပြီးလူတိလူတက်လောက်တက်တဲ့လူမျိုးကိုတုံးဆွဲခေါ်ယူတတ်ကြပါတယ်။အခုလက်ရှိမှာတော့နတ်ရုပ်တွေဟာရွှေစည်းကုံဖျားမှာရှိပြီးပကံဒေသခံတွေပြောပြတဲ့ဗဇက်ရာဇဝင်တွေကိုလည်းရိုက်ကူးတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ဒါကြကိုဖေးထက်သားတလဦးရဲ့နဲ့အပေါ်ကဟာတာအောက်ကဟာဖေးတဲ့အနော်ထာမင်းကဒီရွှေစည်းကုံဖျားကြီးတင်မဲ့ခါမှာရှိသမျှနဲ့ဒီကိုကျိန်စစ်ကြနဲ့ရိုက်ခေါ်တာအပေါ်ကသားဖြစ်တဲ့လူကတလဆော့ရောက်တာဖေးဖြစ်ပြီးတော့ပေါ့ဆာမလားဆိုနန်းရဲ့အောက်မှာထားတာတမျိုးမျိုးတဲ့နေကကြမသိကြတော့ဖေးထက်သားတလကြီးတယ်လို့ပြောတာပေါ့ကြီးတယ်ဆိုတာလက်မောင်းကယာဒူးရစ်ကိုပြောတာဖေးအောင်မွေးမှသားဖြစ်တာအပေါ်ကသားရဲ့ဘဲဘဲလက်မမကြည့်ရင်ယာဒူးကနှင်းရအောက်ကဖေးရဲ့ဘဲဘဲလက်မမကြည့်ရင်ယာဒူးကတည်ရထဲအကူတို့ကရေစင်းမိုးပေါင်းတော့ပတ်ဆက်တွေပါလှူကျင်တော့အပေါ်ကသားကိုအရင်လှူရတယ်အပေါ်ကသားကိုလှူပြီးမှအောက်ကဖေကိုလှူရတယ်အပေါ်ကသားကိုအရင်တွင်ယာရုဌာနတိုးပွားတဲ့ယောဂဗျာကင်းဝေးတယ်မင်းဆိုးရာဇာတွေနဲ့ဆက်ဆက်စကားပြောရင်အောင်မြင်တယ်အောက်ကဖေကိုနောက်မှလှူရင်လူချစ်လူခင်ပေါ်တယ်မျက်နှာပွင့်လန်းနဲ့ဘာလို့လို့ပါခိုင်းတဲ့အကျယ်စီအောင်မြင်တယ်တချို့ကကြပြောရမယ်ဆိုတော့အပေါ်ကသားကိုကြည့်လိုက်လို့ရှင်ကျတော့အပေါ်ကသားကကြတီးကြည့်ရပေါ့အောက်ကဖေကကြလူချစ်လူခင်ပေါ်ကြသူ့မျက်နှာကြပြုံးပြော်ရွှင်တယ်ပေါ့အဲ့လိုခွဲကြတာပေါ့တချို့ကကြခွဲကြယာရုကိုကြည့်ပြီးတော့ခွဲကြတာပေါ့တချို့ကကြလဲသားရဲ့မျက်နှာကြည့်ရင်တီးကြည့်တယ်အောက်ကဖေရဲ့မျက်နှာရဲ့ကြပြုံးပြော်ရွှင်တယ်ဆိုတော့အဲ့လိုကြလဲခွဲကြတယ်တချို့ကကြလဲယာရုကိုကြည့်ပြီးတော့ခွဲကြတာအဲ့လိုအမားတို့ဒီမှာလာပြီးတော့ဆူတောင်းဒိတ်ခံပြီးတော့အောင်လို့ယာရုပြောတာပါအဲ့လိုဆူတောင်းဒိတ်ခံပြီးလို့လာခွင့်ပြီးတော့အများကြီးပဲရှိဟုတ်ကဲ့ရှိတချို့ကကြခုဆိုရင်စူတောင်းခြင်းအပေါ်ကသားကိုစူတောင်းခြင်းတော့ယာရုဌာနတိုးပွားတယ်ယောဂဗျာကင်းဝဲဒီလိုမင်းဆိုးရာဇာတွေနဲ့ဆက်ဆံစကားပြောရင်အောင်မြင်တယ်ပေါ့အဲ့လိုပေါ့အောက်ကဖေကိုကြနောက်မှဆက်ရင်လူချစ်လူခင်ပေါ်တယ်မျက်နှာပွင့်လန်းတယ်ဘာလို့လို့ပါခိုင်းကအကျယ်စီအောင်မြင်တယ်လေတမိုင်းရတော့အဲ့လိုပေါ့ဒီတစ်ခေါက်တင်ဆက်ပေးသွားတာကတော့ပကံမျိုးမှာရှိတဲ့တမိုင်းဝင်တွေကတချို့ကိုဂျက်ကူးတင်ဆက်ပေးသွားတာလည်းဖြစ်ပါတယ်နောက်တစ်ခါမှာတော့ဗေဒီတာကအကြောင်းအရာတွေကိုတင်ဆက်သွားမလဲဆိုတာကတော့ကျွန်တော်ရဲ့ဒေးဘာမီမှာစောင့်ကြည့်နေပါတယ်ကျွန်တော်ကတော့အစီအစဉ်တင်ဆက်သူနိုင်ဝီလင်ဖြစ်ပါတယ်ခင်ဗျာ